ဇလန်းစာမှာဂျီဝူးဆိုတဲ့မိန်းကလေးဟာအနေရများတဲ့သူမအဖေရဲ့လောကရဲ့အောက်မှာပုံကွယ်နေရသူပါသူမအဖေကရဲတွေလိုက်ဖမ်းနေရတဲ့လူဆိုးကိုင်းဝင်တယောက်ဖြစ်ပြီးဘယ်မှရှိမှန်းဘယ်သူမှမသိကြပါဘူးမနက်တိုင်းကြောင်းသွားရင်ရဲတယောက်ကအိမ်ရှိမှာအမြဲဆောင်နေပြီးနေ့အဖေဘယ်မှာလဲဖုန်းဆက်လာဆိုပြီးတူညီတဲ့မိကွန်းတွေကိုပဲထက်ခါတလဲလဲမေးလို့ရှိပါတယ်ဂျီဝူးကတော့အဲ့ဒီရဲကိုဂရုမစိုက်ပဲလစ်လူရှုထားပေမဲ့သူကတော့အကြောင်းထိနောက်ကနေလိုက်နေမြဲပါသူမရဲ့ဒုက္ခတွေကအဲ့ဒီမှာတည်းမပြီးသေးပါဘူးအတန်းတွေကမိန်းကလေးတွေကလည်းသူမကိုပြောင်းကြလှောင်ပြောင်ကြပါတယ်ဒီเจ้าမှာဂုံတရေရှိတဲ့မိသားစုကကလေးတွေပဲတက်ရတာနင့်လိုလူမျိုးအတွက်နေရာမရှိဘူးဆိုပြီးတိုးတိုးတစ်မျိုးဟိဟိတစ်မျိုးနဲ့နှင်ကြပါတယ်ကျောင်းစင်းချိန်မှာတော့သူမဟာဘသူနဲ့မှမရောနိုင်ပဲတယောက်တည်းအထီးကျန်နေခဲ့ရပါတယ်ဒီနေ့မှာတော့ရဲတွေကအเจ้าအုပ်ကြီးနဲ့စကားပြောနေတာကိုသူမတွေ့လိုက်ရပြီးခဏကြာမှပဲဆရာမကသူမကိုခေါ်လိုက်ပါတယ်ကျောင်းကနင့်ကိုထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့တခြားကျောင်းသားမိဘတွေကသူတို့ကလေးတွေကိုလူဆိုးသမီးနဲ့အတူတူကျောင်းမထားခြင်းဘူးဆိုပြီးဝိုင်းတိုင်ကြလို့ပါရုံးခန်းထဲကထွက်လာချိန်မှာပဲသူမဖေစီကနေဝင်းနေစုတောင်းစာလေးဖုန်းထဲကိုရောက်လာပါတယ်အတန်းထဲပြန်ရောက်တော့အရင်မိန်းကလေးတွေကဟဲ့နင့်အဖေပစ္စည်းထုတ်ကြီးကြံခဲ့တယ်ဟဲ့ဆိုပြီးပစ္စည်းတစ်ခုနဲ့ပြစ်ပေါက်ကထပ်နေကြပါတယ်ဒီတစ်ခါတော့ဂျီဝူးစိတ်မထိန်နိုင်တော့ပါဘူးအဲ့ဒီပစ္စည်းထုတ်နဲ့အဲ့ဒီမိန်းကလေးမျက်နှာကိုပြန်ပြစ်ပေါက်လိုက်ပြီးရံပွဲစဖြစ်ပါတော့တယ်ဂျီဝူးကမိန်းကလေး၃ယောက်လုံးကိုအပြတ်သက်နိုင်လိုက်ပါတယ်ငါကလူဆိုးသမီးပဲလို့ခက်အေးပဲပြောလိုက်ပါတယ်ဆရာမရောက်လာချိန်မှာတော့ဂျီဝူးကသူမရဲ့ចောင်းတစ်စိတ်ကိုဖြုတ်ပေးလိုက်ပြီးចောင်းကထွက်သွားပါတော့တယ်အပြင်ရောက်တော့ဒေါသတကြီးနဲ့အိမ်ရှိကရဲကားကိုရိုက်ခွဲပြီးထွက်ပြေးခဲ့ပါတယ်။သူမအရင်ကအဖေနဲ့တူသွားလေးရှိတဲ့မြေကမ်းနားကိုရောက်သွားခဲ့ပါတယ်။ညနေပိုင်းအိမ်ပြန်ရောက်တော့ရဲကသူမကိုအဖေနဲ့တွေ့ပြီးပြန်လာပြီလားဆိုပြီးထပ်လောင်ပါတယ်။ဂျီဝူးကဘာမှပြန်မပြောဘဲအခန်းထဲဝင်သွားချိန်မှာတော့တကားရှိမှာအဖေဖြစ်သူပို့ထားတဲ့ကိန်းမုံနဲ့လက်ဆောင်ကိုတွေ့ပါတယ်။ဒေါသထွက်နေတဲ့သူမကအဲ့ဒီပစ္စည်းတွေကိုကန်ထုတ်ပစ်လိုက်ပါတယ်။အဖေကဖုန်းတွေအထက်ထက်ဆက်ပေမဲ့သူမမကင်ပါဘူး။နောက်ဆုံးကင်လိုက်တဲ့အခါမှာတော့အဖေကမွေးနေ့စုတောင်းပေးပြီးမလာနိုင်တဲ့အတွက်တောင်းပန်ကြောင်းကိန်းမုံနဲ့ iPad လေးထားခဲ့ကြောင်းចောင်းစာတွေဘယ်လိုလဲဆိုတာကိုမေးပါတယ်ဒီမှာတင်ဂျီဝူးပောက်ကွဲသွားပါတော့တယ်ရဲတွေကျမနောက်ကိုလိုက်နေတာတလားရှိပြီးចောင်းမှာလည်းအနှိမ်ခံနေရတဲ့အားလုံးကကျမကိုလူဆိုးသမီးလို့ခေါ်နေကြပြီးဆိုပြီးမိုးရိုးကပြောချလိုက်ပါတယ်အဖေဖြစ်သူကအံ့ဩသွားပြီးဘာလို့စောစောကမပြောတာလဲလို့မေးတဲ့အခါဂျီဝူးကအဖေဖုန်းကအမြဲဆက်ပိတ်ထားတာလေကျမကဘလို့ဆက်သွယ်ရမှာလဲလို့ပြန်ပြောပါတယ်အဖေဖြစ်သူကအားလုံးကိုဖြည့်ရှင်းပေးမယ်လို့သတိပေးပေမဲ့ဂျီဝူးကတော့ဒေါသနဲ့ပဲအဖေဟာကျမအတွက်တည်နေတဲ့လူနဲ့အတူတူပဲကျမနာကိုဘယ်တော့မှမလာနဲ့တော့လို့ပြောပြီးဖုန်းချလိုက်ပါတယ်ဒီစကားကအဖေဖြစ်သူကိုအယမ်းထိခိုက်သွားစေပါတယ်သူဖုန်းပြန်ဖွင့်ကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့တလားလုံးသမီးဖြစ်သူကအကူအညီတောင်းပြီးပို့ထားတဲ့စာတို့တွေကိုတွေ့လိုက်ရပါတယ်သူချက်ချင်းပဲကားဆရာကိုလွှတ်လိုက်ပြီးဂျီဝူးရှိရာအိမ်ကိုအပြေးလွှားလာခဲ့ပါတော့တယ်အိမ်ရှိရောက်ချိန်မှာတော့သူမအိမ်ကိုစောင့်ကြည့်နေတဲ့ရဲတွေကိုဝင်တိုက်ခိုက်ပြီးသမီးဖြစ်သူစီကိုအတင်းဝင်သွားပါတော့တယ်။တိုက်ခန်းရှိရောက်တဲ့အခါအဖေဖြစ်သူဟာကျန်းပြင်ပေါ်မှာဒီတိုင်းကြံနေတဲ့သူပေးထားတဲ့လက်ဆောင်တွေကိုတွေးလိုက်ရတယ်။သူဟာအပိုတော်နဲ့တကားကိုဖွင့်ဖို့စူးစမ်းပေမဲ့အတွင်းကဂျက်ထိုးထားလို့ဖွင့်မရဘူးဖြစ်နေတဲ့အတန်ကြားလို့ဂျီဝူးနိုးလာတဲ့အချိန်မှာပဲမျက်နှာဖုံးစွပ်ထားတဲ့လူသက်သမားကစင်ကြံလန်းမှာပေါ်လာပါတော့တယ်။အန်ဒီယေကိုချက်ချင်းရိပ်မိသွားတဲ့အဖေဖြစ်သူဟာသမီးဖြစ်သူအပြင်ထွက်မလာနိုင်အောင်တကားလက်ကင်ကိုအပြင်ကနေကြစ်ကြစ်ပါအောင်ဆွဲထားလိုက်တယ်။ဂျီဝူးကတကားမှန်ပြောင်းကနေကြည့်လိုက်တော့သူမအဖေတကားရှိမှရှိနေတာကိုမြင်လိုက်ရတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲလူသက်သမားကတနက်နဲ့ပြစ်လိုက်လို့သူမအဖေထိသွားပါတော့တယ်။ဂျီဝူးကအထဲကနေတကားဖွင့်ဖို့အသေးအတန်စူးစမ်းပေမဲ့သူမအဖေကတကားကိုအတင်းပိတ်ထားပြီးကျေးဇူးပြုပြီးနောက်သမီးကိုတော့ဘာမှမလုပ်ပါနဲ့လို့တောင်းပန်နေရှာတယ်။လူသက်သမားကနောက်တစ်ချက်ထပ်ပစ်ပြီးထွက်ပြေးသွားတယ်။သူမအဖေဟာတန်ရာပြင်းပြင်းထန်ထန်ရနေတဲ့ကြားကသမီးဖြစ်သူအပြင်ထွက်လာရင်အန်ဒီယေရှိမှဆိုလို့တော့ကိုတော့ပေါက်ထဲမှာတင်ချိုးပစ်လိုက်တယ်။တကားတစ်ဖက်ကနေအဖေရဲ့တဖြည်းဖြည်းတိုးဝင်သွားတဲ့အတန်ကိုဂျီဝူးကြားနေရတယ်။သမီးလေးအဖေကိုခွင့်လွှတ်ပါအဖေကြောင့်သမီးဒုက္ခတွေအများကြီးခံခဲ့ရတယ်တဲ့နောက်ဆုံးဂျီဝူးတကားကိုဖျက်ဆီးပြီးအပြင်ထွက်လာချိန်မှာတော့အကူအညီတောင်းပြီးအော်ဟစ်ပေမဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူးနောက်တစ်နေ့နာရေးပွဲကိုချွဲဆိုတဲ့လူကသူ့တပည့်တွေနဲ့အတူရောက်လာတယ်သူကစိတ်လိတ်တလိတ်ကိုအမွှေးတိုင်အိုးထဲမှာစိုက်ပြီးအလေးအမြတ်ပြုခဲ့တဲ့ဂျီဝူးကသူ့ကိုရင်ဆိုင်ပြီးရှင်ကျမအဖေကိုဘာတွေခိုင်းခဲ့လို့လဲဘာလို့ဒီလိုတည်ရတာလဲဘသူတက်တာလဲဆိုပြီးဒေါသတကြီးမိတော့ချွဲကနင့်ဖေကငါရဲ့အရင်ကြီးဆုံးတငယ်ချင်းကညီလိုပဲသူဟာလူကောင်းတစ်ယောက်ပါလို့ပဲခက်အေးအေးပြန်ပြေးပြီးထွက်သွားတယ်ရဲအနေငယ်ကြတော့ဂျီဝူးရဲစခန်းကိုသွားပြီးအဖေအမှုဘာလို့ဒီလောက်မြန်မြန်ပိတ်လိုက်တာလဲလို့မေးပါတယ်ရဲကတော့တက်သေးလည်းမရှိလက်နဲ့လည်းမတွေ့လို့ဘာမှလုပ်မရဘူးလို့ပဲတုံ့ပြန်တယ်ဂျီဝူးက CCTV ထဲကလူသက်သမားပုံကိုပြပြီးဘာလို့မဖမ်းတာလဲလို့မေးတော့ရဲကငါနဲ့အဖေအကြောင်းမေးနေတာတလားရှိပြီးနင်သာစောစောကပြောခဲ့ရင်ငါတို့ဖမ်းမိပြီးလောက်ပြီးဆိုပြီးတာဝန်မဲ့စွာပဲခါခါတီးတီးပြန်ပြောခဲ့တယ်အကြောင်းပြချက်မရှိဘဲလူတယောက်ကိုမတက်ဘူးဆိုတဲ့အတွေးနဲ့ဂျီဝူးဟာအဖေရဲ့အထက်လူကြီးချွဲစီကိုတွားတွေ့တဲ့ခိကလေးကလူသက်သမားပုံကိုပြပြီးဒါကျမအဖေကိုတက်တဲ့လူရှင့်တငယ်ချင်းကိုတက်တဲ့လူပဲလို့ပြောပါတယ်ချွဲကငါအဲ့ဒီလူကိုရှာပေးရင်နင်ဘာလုပ်မှာလဲလို့မေးတော့ဂျီဝူးကကျမကိုယ်တိုင်တက်မယ်လို့ခက်အေးအေးပြန်ဖြေတယ်ချွဲကသူမကိုဓာတ်တစ်ချောင်းကမ်းပေးပြီးကဲနောက်ကိုအဖေလူသက်သမားလို့သဘောထားပြီးထိုးစမ်းလို့စိန်ခေါ်လိုက်တယ်ဒါပေမဲ့ဂျီဝူးမလုပ်နိုင်ခဲ့ပါဘူးသူမလက်တွေတုံရင်နေပြီးကြောက်ရွံ့နေတာကြောင့်ချွဲကသူမကိုပါရိုက်ပြီးသူ့တပည့်တွေကိုအပြင်ထုတ်ခိုင်းလိုက်ပါတယ်
အဲ့ဒီညမှာပဲလူသက်သမားကဂျီဦးအိမ်ကိုထက်ရောက်လာပြန်တယ်ဒီတစ်ခါတော့သူမသူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်သူကတကားကိုအတင်းထုနေပေမဲ့ဂျီဦးမဖွင့်ပေးဘဲနေလိုက်တော့သူပြန်လှည့်ထွက်သွားတယ်ဂျီဦးကသူ့နောက်ကိုအမိလိုက်ပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူကမှောင်ထဲမှာပျောက်ကွယ်သွားခဲ့တယ်ဂျီဦးဟာသူမကိုယ်တိုင်ပဲဒီလူကိုရှာမယ်လို့ဆုံးဖြတ်ပြီးလူသက်သမားရဲ့ပုံတွေကိုမြို့အနှံ့လိုက်ကပ်ပါတော့တယ်တညမှာတော့သူမစီကိုဖုန်းတစ်လုံးဝင်လာတယ်ဒီလူကိုငါသိတယ်ပတ်စံယူပြီးလိပ်စာစီလာခဲ့တဲ့ဂျီဦးလည်းအဖေထားခဲ့တဲ့ပတ်စံတွေနဲ့ဓာတ်တစ်ချောင်းကိုယူပြီးချင်းတဲ့နေရာကိုသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီလူတွေကလမ်းဘေးလူမိုက်တွေသာဖြစ်နေပြီးဂျီဦးစီကပတ်စံတွေကိုလူယူပြီးသူမကိုဝိုင်းရိုက်ကြပါတော့တယ်ဂျီဦးကပြန်ခုခံပေမဲ့တယောက်တည်းမှမနိုင်ပဲသတိလစ်သွားခဲ့တယ်သူတို့ကသူမကိုကားနောက်ဖုံးထဲထည့်ပြီးဖျောက်ပစ်ဖို့ကြိုးစားကြတယ်ရုတ်တရက်ကားချင်းတိုင်းမိတဲ့အတန်ကြီးကိုကြည်ဦးကြားလိုက်ရတယ်အပြင်မှာတစုံတစ်ယောက်ကအဲ့ဒီလူမိုက်တွေကိုအပြက်တက်ရိုက်နေနေတဲ့အတန်တွေလည်းကြားနေရတယ်ခဏကြာမှတော့ကားနောက်ဖုံးပွင့်လာပြီးသူမလက်ထဲကဓာတ်ကိုတယောက်ကဆွဲယူလိုက်တယ်အဲ့ဒီလူကတော့ချွဲပါပဲသူကကြည်ဦးကိုကြည့်ပြီးတေးချင်ရင်လည်းဒီထက်ကောင်းတဲ့နည်းမရှိတော့ဘူးလားဒီလိုသာလျှောက်သွားနေရင်တယောက်ကမင်းကိုတကယ်တက်သွားလိမ့်မယ်လို့ငေါက်လိုက်တယ်ကြည်ဦးကတော့တုံရင်နေတဲ့ကြားကရဲတွေကလည်းဘာမှမလုပ်ဘူးရှင်လည်းဘာမှမလုပ်ပေးဘူးကျမကဘာမှမဖြစ်ခဲ့သလိုနေရမှာလားလို့ပြန်អော်ပါတယ်ချွဲကသူမရဲ့စိတ်ဓာတ်ကိုမြင်သွားပြီးနင်သူ့ကိုတတ်ချင်ရင်အရင်ဆုံးဘလို့တက်ရမလဲဆိုတာသင်ရမယ်လို့ပြောပြီးသူ့ရဲ့မြေအောက်လေ့ကျင့်ရေးစခန်းကိုခေါ်သွားပါတယ်။အဲ့ဒီနေရာဟာယောက်ျားလေးတွေပဲရှိတဲ့နေရာဖြစ်ပြီးဂျီဦးဟာပထမဆုံးဝင်ခွင့်ရတဲ့မိန်းကလေးဖြစ်လာပါတယ်။ချွဲကသူမကိုအဖွဲ့ဝင်သစ်အဖြစ်မိတ်ဆက်ပေးပြီးတိုက်ခိုက်ရေးပညာတွေသင်ပေးဖို့ခိုင်းပါတယ်။ဆက်စချင်းမှာတော့ဂျီဦးဟာအနှိမ်ခံရပြီးတမျက်စီလဲမကန်စေးအလုပ်ကျန်းတွေပဲလုပ်ရပါတယ်လက်တွေ့စင်းရင်လည်းသူတို့ကဝိုင်းနှောက်ယှက်ကြပါတယ်တညမှာတော့အားလုံးအိပ်ပျော်နေချိန်ဂျီဝူးတယောက်တည်းတိတ်တဆိတ်လေ့ကျင့်နေတာကိုချွဲကတွေ့သွားတယ်နင်းထွက်ပြေးဖို့ကြံနေတာလားလို့မေးတော့ဂျီဝူးကကျမနိုင်အောင်လုပ်ဖို့ကြံနေတာလို့ပြက်ပြက်သားသားဖြေခဲ့တယ်ချွဲကသူမောက်ကိုကိုယ်တိုင်တင်ကြားပေးပါတော့တယ်နေနိုင်ဖို့မလိုဘူးသူ့ကိုအပြက်ရှင်းဖို့ပဲလိုတာအားနဲ့ရင်မကစားနဲ့အုံနောက်ကိုတုံးပြီးအထိနာမဲ့နေရာတွေကိုပဲပြစ်မှတ်ထားဆိုပြီးနီးပြပေးတယ်ဂျီဝူးဟာအရန်ကိုထက်မြက်ပြီးတင်သမျှကိုအမြန်ဆုံးတက်မြောက်လာပါတော့တယ်သူမဟာအဖေလူသက်သမားကိုရှေ့မှာမြင်အောင်ပြီးရှိသမျှခွန်အားတွေနဲ့လေ့ကျင့်ခဲ့ပါတယ်ရန်နေငယ်ကြတော့ချွဲကအဖွဲ့ဝင်တစ်တွေကြားတေးကြီးပျက်စီးလောက်တဲ့ပြိုင်ပွဲတစ်ခုလုပ်ပါတယ်အားလုံးကိုနှောင်အိမ်နဲ့ထည့်ပိတ်ထားပြီးနောက်ဆုံးတစ်ယောက်ပဲကြံတဲ့အထိတိုက်ခိုက်ခိုင်းတာပါအဲ့ဒီပွဲမှာကက်ကြီးလို့လူတိများတဲ့သူနဲ့ဂျီဝူးတို့နှစ်ယောက်ပဲကြံပါတော့တယ်ကက်ကြီးကပျော်လို့တိုက်ခိုက်တာဖြစ်ပြီးဂျီဝူးကတော့ရွေးချယ်စရာမရှိလို့တိုက်ခိုက်တာပါနောက်ဆုံးမှာတော့ရီမန်းချက်ရှိတဲ့ဂျီဝူးကပဲအနိုင်ရသွားပါတယ်။အဲဒီညမှာပဲရှုံးသွားတဲ့ကက်ကြီးကမကျေနပ်လို့ဂျီဝူးရဲ့တောက်ရည်ထဲမှာဆေးခတ်လိုက်တယ်။ဂျီဝူးမျက်လုံးတွေပြဝေပြီးတတိလက်လူနီးပါးဖြစ်နေချိန်မှာကက်ကြီးနဲ့သူ့တငယ်ချင်းတွေကသူမကိုစော်ကားဖို့စူးစမ်းကြတယ်။ရုံးရင်းဆန်ခတ်ဖြစ်ရင်သူမအဖေရဲ့အယိုးပြအိုးလေးကျန်းပြင်ပေါ်ကြပြီးကွဲသွားပါတော့တယ်။အဲဒီအချိန်မှာချွဲရောက်လာပြီးဂျီဝူးကိုကဲထုတ်သွားပါတယ်။ချွဲကကက်ကြီးကိုနင့်ခန္ဓာကိုယ်ရဲ့ဘဲစိတ်ပိုင်းကိုငါ့ကိုပေးမလဲ။မျက်နှာလားလက်လားခြေတော့လားလို့အေးဆက်ဆက်မေးပါတယ်ကက်ကြီးကကြောက်လန့်တကြားတောင်းပန်ပေမဲ့ချွဲကနင်ကငါလူမို့လို့ငါမတက်တာဒါပေမဲ့ငါကိုယ်တိုင်ခေါ်လာတဲ့မိန်းကလေးကိုနင်မထိတင်ဘူးလို့ပြောပြီးဂျီဝူးရဲ့မျက်နှာကိုဓာတ်နဲ့တစ်ချက်မွန်းလိုက်ပါတယ်ဒါဟာသူမကိုအမှားအတွက်ထာဝရမှတ်မိနေအောင်လုပ်လိုက်တဲ့အမှားရွတ်ပါပဲဂျီဝူးတတိယလာတော့ပထမဆုံးလုပ်တာကအဖေရိုးပြတွေကိုပြန်သိမ်းတာပါသူမဝမ်းနေပူဆွေးပြီးငိုကြွေးနေချိန်မှာချွဲရဲ့လက်ယုံတဲ့ကျူးရောက်လာပြီးငိုချင်ရင်ဒီနေရာကထွက်သွားပါနင့်ဖေရောနင်ရောကဒီလိုရာဇဝတ်လောကနဲ့မထိုက်တန်ဘူးလို့ပြောပါတယ်နောက်တော့ချွဲကဂျီဝူးကိုခေါ်တွေ့ပြီးစပွဲပေါ်ကိုတနက်တလက်တင်လိုက်တယ်မင်းညကနင်းသေးသွားပြီးဒီနေ့မှာတော့အသက်ပြန်မွေးသွားပြီလို့မှတ်လိုက်ဒီတနက်ကနင့်အဖေကိုတတ်သွားတဲ့လက်နက်ပဲဒါကရဲတပ်ဖွဲ့ပိုင်းတနက်ဖြစ်နေတယ်အတိတ်ပဲကတော့နင့်အဖေကိုတတ်တာရဲရာရှိတယောက်ပဲသူ့ကိုရှာပြီးတက်လိုက်လို့ပြောပါတယ်ဒီလိုနဲ့ဂျီဝူးဟာနောက်ထပ်၄နှလုံးလုံးအပြင်းထန်လေ့ကျင့်ပြီးနောက်2019မှာရဲတပ်ဖွဲ့ထဲဝင်နိုင်ခဲ့ပါတယ်သူမမှာရီမန်းချက်2ခုပဲရှိပါတယ်အဖေကိုတက်တဲ့ရဲကိုရှာဖို့နဲ့ချွဲရဲ့ခိုင်းကိုအတွင်းကနေကာကွယ်ပေးဖို့ပါ2021မှာသူမဟာမူရည်စေဝါနှိမ်နင်းရေးဌာနကိုရောက်သွားပြီးဌာနမှူးချာရဲ့လက်အောက်မှာအလုပ်လုပ်ရပါတော့တယ်ဌာနမှူးချာကသူမအဖေတက်ခံရတော့ကအင်းရှိကိုလာခဲ့ဘူးတဲ့သူပါဂျီဝူးဟာပီဒူးနဲ့တွဲပြီးအလုပ်လုပ်ရပါတယ်ပထမတော့ပီဒူးကသူမကိုမကြည့်ပေမဲ့ဂျီဝူးရဲ့အရေးချင်းတွေကိုမြင်ပြီးအံ့ဩသွားပါတယ်သူတို့နှစ်ယောက်မန်ကူးဆိုတဲ့လူကိုလိုက်ဖမ်းရင်းတက်ကြီးဟာအခုအခါမူရည်လောကမှာအကြီးအကျယ်ဩဇာထွားနေပြီဆိုတာသိလိုက်ရပါတယ်ဂျီဝူးကရဲသတင်းဒေတာဘေ့စ်ထဲမှာခိုးဝင်ကြည့်ရင်သူမအဖေတည်ဆုံးတဲ့ညကတဲကျူးလည်းရှိနေခဲ့တာကိုရှာတွေ့သွားပါတယ်။တစ်ဖက်မှာလည်းဌာနမှူးချာကချွဲရဲ့ဂိုင်းကိုအမြင့်ပြတ်ချေမှုန်းဖို့စီစဉ်နေပါပြီ။ဂျီဝူးကတော့ချွဲကိုရဲတွေဖမ်းမမိအောင်အတွင်းသတင်းတွေပေးနေပေမဲ့တဲကျူးကတော့သူမကိုမယုံကြည်ပဲစောင့်ကြည့်နေပါတော့တယ်။